မင်္ဂလာပါတကြားသုံးစုံကိုကျွန်တော်အသုံးပြုထားပါတယ်ဒီထက်မကပိုပြီးရှော့နိုင်ပါတယ်ရေအားထမင်းစားစုံနဲ့တစ်စုံထည့်ပြီးသွားပြီဆိုရင်တော့မြင်းမြင်းနဲ့ကျွန်တော်တို့တကြားရေကြိုပြီးသွားပါမယ်တကြားရေကြိုရဲ့နေရာမှာအရင်အရေးကြီးပါတယ်အောက်ကမီးများလို့မရပါဘူးကျွန်တော်တို့မီးနဲ့နဲ့ကြိုသွားပြီပါတကြားရေရသွားပြီဆိုရင်တော့ကျွန်တော်တို့အသုံးပြုမဲ့ပကံခွက်ထဲကိုစီအရင်တုပ်ပြီးမှတကြားရေလေးကိုလောင်းထည့်ပါကျပ်ဥငါးလုံးကိုအသုံးပြုထားပါတယ်ကျပ်ဥဖောက်တဲ့အချိန်မှာအလဲကအနှစ်ကွဲသွားလို့မရပါဘူးကျွန်တော်တို့အကာကိုပဲယူမှာဖြစ်တဲ့အတွက်အနှစ်ကိုဖယ်ထားပေးပါဒါကတော့မုံမွေတဲ့ဆက်နဲ့အကာတွေယူပဲကျွန်တော်တို့မှွေသွားမှာပါတကြားနှစ်စောကျွန်တော်ထပ်ပြီးအသုံးပြုထားပါတယ်ဒီနေရာမှာတကြားမထည့်လို့လည်းရပါတယ်အခုလိုမျိုးကျွန်တော်တို့ကျပ်ဥရဲ့အကာကိုခရင်ဖြစ်သွားတဲ့အထိအောင်မှွေသွားမှာပါစိတ်လေးပဲစားခြင်းနဲ့ဆိုရင်တော့တခြားလုံးဝမထည့်ပါနဲ့ဒီနေရာမှာကျွန်တော်ဗနီလာအရည်ကိုကြက်ဥအနှံ့ပြောင်းအောင်အတွက်ထည့်ထားပါတယ်ဗီဒီယိုထဲမှာထည့်မရိုက်လိုက်တဲ့အတွက်ကျွန်တော်မပြရခြင်းဖြစ်ပါတယ်အားလုံးအခုလိုမျိုးခရင်ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့တခြားရေခွက်ထဲကိုအခုလိုမျိုးလေးထည့်ပေးပါခရင်ပုံစံဖြစ်နေတဲ့အတွက်ပေါ့ကြီးဖြစ်နေမှာပါကျွန်တော်တို့အလဲကောင်ထိရောက်အောင်အတွက်တိတ်ပြီးတော့မုတ်ကလေးကိုစောင့်ပြီးတော့ထည့်ပေးပါအပေါ်ကနေရေမဝင်အောင်ပကံလေးအုပ်ပြီးတော့အခုလိုမျိုးပေါင်းပေးသွားပါမယ်ကျွန်တော်ရဲ့ပေါင်းချိန်ကတော့မိနစ်20ကြာပါတယ်မုတ်အသားကြက်မကြက်ကိုအခုလိုမျိုးဒုတ်တန်လေးနဲ့ထိုးကြည့်ပါကျွန်တော်တို့မုတ်အသားကြက်တယ်ဆိုရင်တုံးမှာလုံးဝမကြံနေပါဘူးတကယ်လို့မကြက်သေးဘူးဆိုရင်တော့တုံးမှာအနှစ်တွေပေနေမှာပါမုတ်ကိုအေးသွားတော့မှပကံတွေကနေခွာထုတ်ပါပူကြီးဆိုရင်ကျွန်တော်တို့ရဲ့မုတ်ကကြလာမှာမဟုတ်ပါဘူးမုတ်ရဲ့အပေါ်ကနေကြိုက်နှစ်သက်တယ်ဆိုရင်တော့အစိတ်အဆန်လေးတွေအပေါ်ကနေတင်လို့ရပါတယ်ကျွန်တော်တို့တီဟိုစီးတို့ပနာစီးတို့အကုန်လုံးအပေါ်ကနေပြီးတင်လို့ရပါတယ်မိမိကြိုက်နှစ်သက်ရအစိတ်အဆန်လေးတွေတင်ပေးလို့ရပါတယ်လောက်ရတာလဲလွယ်ကူပြီးပါဝင်ပစ္စည်းလဲတိတ်မများတဲ့အတွက်အားလုံးကိုလှုပ်ရှားကြည့်စေချင်ပါတယ်မုတ်ကလေးကအရင်ယူစားကောင်းပါတယ်ဒီမုတ်လုပ်တဲ့အခါမှာကျွန်တော်တို့သတိထားမှာနှစ်ချက်ရှိပါတယ်တကြားကြိုတဲ့နေရာတကြားကြိုတဲ့အခါမှာတူးသွားလို့မရပါဘူးကျုပ်အကာကိုလည်းကျွန်တော်တို့ခရင်ဖြစ်သွားတဲ့အထီအောင်စိတ်ရှိရှိနဲ့စက်နဲ့မှွေသွားပေးရပါမယ်